လန္ဒကိုင်းဝင်ကျေးဇူးရှင်ကျမ်းမာပါစေဆရာဆရာစိတ်ချမ်းသာဆရာဤမှန်သောအရာပြေဝနိုင်ပါစေသောHappy birthday မြတ်မဆာလို့ရပြည့်စုံစိတ်ချမ်းသာ Happy birthday မြတ်မဆာလို့ရပြည့်စုံစိတ်ချမ်းသာရေအပေါင်းကျွန်တော်တို့ဆုတောင်းမေတ္တာတွေကိုချမ်းသာချမ်းသာပါစေချမ်းသာချမ်းသာပါစေဒီအလိမ်မသမီးတို့ကလည်းဆုတောင်းပါတယ်ဆရာချမ်းသာချမ်းသာပါစေချမ်းသာချမ်းသာပါစေဆရာပညာအားလုံးကိုဆရာဆုံးမသားများကိုဆရာပြုံးတဲ့လုံးသားအလားလူပြေဝဝိညာဉ်ရနိုင်ပါစေလို့တပည့်တို့ရင်နဲ့တဲ့နှလုံးသားတွေကချစ်တော်ဆရာဥစ္စာပစ္စည်းများစွာတကယ်မမှန်မောတဲ့ပုဂ္ဂိုလ်ပါမြင့်မြတ်ပါသောအလုပ်တွေနဲ့သာသူ့ဘဝခရီးလမ်းကိုပျော်ရွှင်စွာမပြောက်တမ်းရှောက်လန်းလူသူဆရာဆရာပညာအမှန်တကယ်တန်မိုးထားလို့မင်္ဂလာမွေးနေ့ရမှာကြောက်လိုက်ပါတယ်ဆရာမွေးနေ့မင်္ဂလာရမြတ်မှာစိတ်ချမ်းသာလို့ကိုချမ်းသာစိတ်ချမ်းသာလို့ကိုချမ်းသာဆရာမြတ်တို့သောဂီတတွေနဲ့စိတ်ကိုကြည်လေအေးချမ်းဆရာမြတ်တို့သောဂီတတွေနဲ့စိတ်ကိုကြည်လေအေးချမ်းစွာနောင်မျိုးဆက်တွေအတွက်ဆရာပေးစဖို့အစဉ်သိရှိနေတာကိုကြုံဖတ်တဲ့ဆရာတပည့်သားသမီးတွေအကျိုးအတွက်ထမ်းရွက်နေသူပါကိုကြုံဖတ်တဲ့ဆရာတပည့်သားသမီးတွေအကျိုးအတွက်ထမ်းရွက်နေသူပါဒီပါရဲ့ပေကံရှင်စရာလူပညာအလုံးပေါ်ယူတာဖြစ်စင်သွားထိန်ထိန်နဲ့ဆရာရဲ့ချစ်တော်ဆရာဆရာသားသမီးတွေဆရာတို့စိတ်မျိုးမွေးပြုလို့သာလူပညာကိုတကယ်တမ်းမို့ထားလို့ဒီတေမောကိုဆရာအောင်ကျော်ထွန်းသားသမီးပေါင်းတို့ရာဒီပါရဲ့ပေကံရှင်စရာလူပညာအလုံးပေါ်ယူတာဖြစ်စင်သွားထိန်ထိန်နဲ့ဆရာရဲ့ချစ်တော်ဆရာဆရာသားသမီးတွေဆရာလို့စိတ်မျိုးမွေးပြုလို့သာလူပညာကိုတကယ်တမ်းမို့ထားလို့ဒီတေမောကိုဆရာအောင်ကျော်ထွန်းသားသမီးပေါင်းတို့ရာHappy birthday မွေးနေ့မှာဆာလို့ရပြည့်စုံစိတ်ချမ်းသာ Happy မွေးနေ့မှာဆာလို့ရပြည့်စုံစိတ်ချမ်းသာဆရာစိတ်ချမ်းသာဆရာဤမှန်သောအရာ